မှုကိုကြည့်လိုက်ပြီးတော့အနီကမြင်တာနဲ့ပဲဒီ United ကတော့ဒိုင်ကူလိုက်တယ်လို့ဘာလို့တော့အဲ့လိုတော့ရှောက်တော့မပြောသေးချင်ဘူး United အသင်းကဒီ Europa League မှာ Real Sociedad နဲ့ပွဲမှာလဲ Real Sociedad အသင်းကအနီကထိခဲ့တယ် Lyon နဲ့ပွဲမှာလဲ Lyon ကစားမတိုလီဆိုကအနီကထိခဲ့တယ်အခုဒီ Bilbao နဲ့ပွဲမှာလဲVivian ပေါ့နော်အနီကထိခဲ့တယ်အဲ့ဒီအနီက3ကတ်လုံးကတကယ်ကိုပေးတင်ပေးထိုက်တဲ့အနီကတ်တွေဖြစ်တယ်ဆိုတာကိုတော့သိစေချင်ပါတယ်United ပြည်သက်များအားလုံးမြင်တာပါ Old Trafford Theory ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ Bilbao အသင်းကိုကျွန်တော် United အသင်းက3ဂိုးဂုံးရှိဆိုတဲ့အနိုင်ရရှိသွားတဲ့ပွဲစဉ်ရဲ့ပွဲပြီးအမြင်ကိုပြောပြပေးချင်ပါတယ်ပြောမယ်ဆိုရင်တော့ဒီပွဲစဉ်ကကျွန်တော်ထင်ထားတာတဲ့ပို့ပြီးတော့လွယ်ထားတယ်ဆိုတဲ့ဘက်ကိုရောက်သွားတယ်ပထမဆဆချင်းမှာတော့ Bilbao ရဲ့အင်ကွင်းမှာကျွန်တော် United အသင်းအနေနဲ့အနေနဲ့အများရုန်းကန်နိုင်တယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့လည်းတကယ်တမ်းကစားကြည့်တဲ့အခါမှာတော့ကျွန်တော်တို့အသင်းအနေနဲ့တက်တောင့်တက်တာပဲအနိုင်ရသွားခဲ့တယ်လို့တော့ပြောလို့ရပါတယ်ဒါပေမဲ့လည်းပွဲဆဆချင်းနိုင်ဝက်လောက်ထိတော့ကျွန်တော် United အသင်းကကစားပုံတော့တည်လို့မရဘူးပေါ့နော် United ကစားသမားတွေဘောလုံးကင်ပြီးတော့ကစားလို့မရအောင်ထိကို Bilbao အသင်းဘက်ကကစားသမားတွေက Brazil နဲ့ကောင်းတယ်လောအားလုံးနဲ့ကောင်းတယ်နေရာယူပုံတွေနဲ့မြန်နှုန်းကြီးကလည်းတော်တော်လေးဟိုမှာကောင်းခဲ့တာကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာ Bilbao အသင်းကဘောလုံးမရှိတဲ့ချိန်တွေမှာဆိုရင်တော့ 4-4-2 ပုံစံကိုတည်ပြီးတော့ United ရဲ့ better ပေါ့နော်ဒီတိုက်စစ်ကိုမတွားအောင်ပေါ့နော်တားဆီးဖို့ကြိုးစားခဲ့တယ်အဓိကတော့ဒီ Bruno Fernandes ရှိတဲ့ဘက်ချမ်းမှာ United အသင်းကောင်းကောင်းအလုံးနိုင်အောင်ကြိုးစားတာကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲဒိုကူကတော့လွတ်နေတယ်ယူရိုကိုအနာကီဝီလီယံကသွားပြီးတော့ကတ်တဲ့ချိန်မှာဒီဘက်ချမ်းကဒိုကူကလုံးဝကိုလွတ်နေတာပဲပေါ့နော်အဲ့ချိန်မှာဥကာတေးကိုပေးလိုက်တယ်ဆိုပေမဲ့ဥကာတေးကညာတန်လည်းဖြစ်နေတော့လှည့်ပြီးပြန်ပေးမှရတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒါကိုလည်း Bilbao ကစားသမားတွေကသိရခါမှာချက်ချင်းပဲလုံးဝလူပေးမခံဘဲနဲ့ဥကာတေးကို press တဲ့ခါမှာလည်းဘောလုံးကပြတ်သွားခဲ့တယ်ပေါ့နော်ဒီနေရာမှာဥကာတေးတက်ပို့ပြီးတော့ composure ပိုကောင်းတဲ့ကစားသမားဆိုရင်တော့ဒိုကူစီဘောလုံးရသွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီနေရာမှာဆိုရင်လည်းဥကာတေးအနေနဲ့ပေါ့နော်သူတခါတည်းတန်းပေးခဲ့မယ်ဆိုရင်တော့ Bruno နဲ့ဒိုကူကတစ်ဖက်ဒီ Bilbao ဘက်ချမ်းမှာဆို 2v1 ပုံစံမျိုးတော့ဖြစ်သွားမယ်ဒါပေမဲ့သူဒီအဲ့နေရာမှာရှိရမယ်စာဘောလုံးဆင်းယူလိုက်တဲ့အခါမှာဟိုဘက် Bilbao ဘက်ကကစားသမားတွေတက်ထောက်ဖို့အချိန်ရသွားခဲ့တာကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ United အသင်းကပွဲစဉ်တောက်လျှောက်ပေါ့နော်ဒီ second ball တွေနဲ့ပဲအလုပ်လုပ်ဖို့ကြိုးစားခဲ့တယ်ရှေ့ကိုကန်တင်လိုက်မယ်ကန်တင်လိုက်တဲ့ဘောလုံးကို Bilbao ဘက်ကပြန်ရှင်းလို့ကျလာတဲ့ဘောလုံးတွေနဲ့ပဲတိုက်စစ်ကိုတွားဖို့ကြိုးစားခဲ့တာကိုကျွန်တော်တို့မြင်ခဲ့ရပါတယ် Bilbao ဘက်ချမ်းကကျတော့ United ရဲ့ကစားကွက်ပေါ့ကစားပုံတီဖို့ကိုဖြတ်နိုင်တယ်ဆိုပေမဲ့လည်းတွင်းကိုမရတဲ့ခါမှာတော့ဘလို့မှတော့အဆင်မပြေခဲ့ဘူးအနာဂီဝီလီယံခေါင်းလိုက်တဲ့အလုံးရဲ့ကွင်းလေကဒီ Alex Braga ကန်တဲ့အလုံးတွေကအမှန်တိုင်းပြောရမယ်ဆိုတော့ဂိုးရသွားတင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီလိုမျိုးဂိုးရတင်တဲ့အချိန်မှာဂိုးမရတဲ့အခါမှာတော့ United ဘက်ကိုပဲပွဲရရောက်သွားခဲ့တယ်လို့တော့ပြောချင်ပါတယ် United ဘက်ကလည်းဒီ Bilbao ရဲ့ဒီ press ကိုကြော်ဖြတ်ဖို့ကြိုးစားတာမျိုးတွေတော့ရှိခဲ့တယ်ဒီညမှာဆိုရင်လည်းမကွာရကဒီနောက်ကဒီကစားမတယောက်ကိုလှည့်ပြီးတော့ဘောလုံးတွေ့ထားတဲ့အခါမှာတော့နေရာလွတ်တွေတော့ကျွန်တော်မြင်ခဲ့ရပါတယ်နောက်တစ်ခုကကြတော့ဒီကွင်းလေရဲ့ဒီပိတ်ထားတဲ့နေရာကိုဖြတ်ပြီးတော့ပို့နိုင်တဲ့ကစားသမားမျိုးပေါ့နော်နောက်တန်းမှာဆိုရင်တော့ Martinez လိုကစားသမားမျိုးတာရှိမယ်ဆိုရင် Huaylan ဆင်းယူတာမျိုးနဲ့ United ကစားရဲ့ပုံကပို့ပြီးတော့မှခြောက်နိုင်တယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဒီမှာဆိုလဲဒီ Euro ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတလုံးလုံးပြခဲ့ပေမဲ့ခနာချိုကဘောလုံးထိန်းတာမှမတည်သက်တာကြောင့်အဆင်မပြေခဲ့ပါဘူးပြောရမယ်ဆိုရင်တော့ဒီပွဲစဉ်ရဲ့အလှည့်ပြောင်းကတော့ပထမဦးဆောင်ဂိုးလိုပဲကျွန်တော်ကတော့ပြောချင်တယ်ဒီမကွာရအနေနဲ့တောင်ပံမှာအဲ့လိုမျိုးလုံးလိမ့်မယ်လို့တော့ကျွန်တော်တို့လည်းမထင်သလို Bilbao ဘက်ကကစားသမားတွေကလည်းထင်မှာမဟုတ်ဘူးBilbao ဘက်ကကစားသမားတွေအကုန်လုံးက United လုံးနိုင်တဲ့အရာတွေပေါ့နော်လုံးနိုင်တဲ့ရှိမဲ့အရာတွေအကုန်လုံးကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့မထင်ထားတဲ့ကိစ္စတွေကိုတော့တားဆီးဖို့မကြိုးစားခဲ့ဘူးဒါကြောင့်လည်းမကွာရရဲ့ဒီလိုမျိုးဒီညာတောင်ပံမှာခြေစမ်းပြပြီးတော့ဖျက်တင်လိုက်တဲ့ဘောလုံးကနေပြီးတော့တွင်းကိုအဖြစ်ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်သတိထားမိသလောက်ဆိုရင်တော့ Bilbao အသင်းကဒီတောင်ပံတွေကနေဒီဖက်တင်ပေါ်ပေးတဲ့အပိုင်းမှာเนาะအဲ့လိုအလုံးတွေမှာတားဆီးတဲ့အပိုင်းမှာတော့အားနေတာမျိုးကျွန်တော်မြင်ခဲ့ရတယ်ဂိုးရှိဖြတ်ပို့တဲ့အပိုင်းတွေပေါ့အဲ့လိုအလုံးတွေမှာဆိုလည်းပန်နတီတစ်လုံးပေးခဲ့ရတယ်နောက်ထပ်လည်းဂါနာဂျိုလုံးဆိုလည်းသူတို့တားလို့မရခဲ့ဘူးပေါ့เนาะဒီလိုပုံစံတွေမှာတော့ Bilbao အသင်းအားနေချက်ရှိတာကိုကျွန်တော်တိတိတတကိုမှမြင်ခဲ့ရပါတယ်တယောက်ရော်သွားတဲ့အချိန်မှာတော့ပွဲကလုံးဝကို United ဘက်ကိုပဲရောက်သွားခဲ့တယ်လို့ပဲပြောရလိမ့်မယ်ဒုတိယပိုင်းမှာဆိုရင်လည်းဒီ Bilbao ရဲ့နောက်တန်းနဲ့ကွင်းလေချာမှာ United ကစားသမားတွေပေါ့နော်နေရာယူလို့တောင်ရသွားခဲ့တယ်ပေါ့နော်ပထမစချင်းမှာတော့ Casemiro နဲ့ Ugarte ကအတူတူရှိခဲ့ရဆိုပေမဲ့ဒုတိယပိုင်းမှာတော့ဒီ Casemiro တယောက်ပဲဒီကွင်းလေခံစစ်နေရာမှာရှိမယ် Ugarte ကကြတော့ဒီကွင်းလေနဲ့နောက်တန်းကြားမှာနေရာယူတာမျိုးကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းမှာဆိုတော့ညာတောင်ပန်ကပို့ပြီးတော့မှအသက်ဝင်ခဲ့တယ်ပေါ့အာနာချိုနဲ့မာစရာဝီတို့ရဲ့ညာတောင်ပန်ထိတ်ဆက်မှုတွေကတော်တော်လေးကိုမှ
ကောင်းမွန်ခဲ့တယ်ဒါပေမဲ့လည်းလိုအပ်တဲ့တွင်းကိုတွေတော့မရခဲ့ဘူးပေါ့နော် United ကစားသမားတွေက pocket space မှာနေရာယူနိုင်ပေမဲ့အဓိကအားနည်းချက်ကကျတော့ဒီကစားသမားတွေကမှလက်တတ်ဘူးပေါ့နော်ဂါနာဂျိုကစမှလက်တတ်ဘူးပေါ့နော်ဘယ်လိုပြောရမလဲအဲ့နေရာမှာဘောလုံးဆင်းယူပြီးတော့တစ်ချက်ပြန်တွဲပြီးတော့နောက်တစ်ယောက်ကပြေးသွားတယ်ဆိုတဲ့ပုံစံမျိုးမှပဲ United ရဲ့လက်ရှိပုံစံနဲ့ပေါ့လိုက်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်တို့ဆက်စပိုင်းမှာပေါ့နော်ဒီနီကိုဝီလီယံကိုတော်တော်လေးကိုမှရှိန်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကစားတဲ့အခါမှာဒီပွဲစဉ်မှာပေါ့နော်စနာဒင်းကတက်စမှုစနာဒင်းကပို့ပြီးတော့မှအလုပ်လုပ်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဒီကစားသမားကဒီ United ရဲ့ခံစစ်ပေါ့နော် United ခံစစ်တစ်လျှောက်လုံးမှာဘယ်ညာအစုံပေါ့လိုက်ရွေ့ရပြီးတော့ဘောလုံးတွေယူတယ်ဘောလုံးတွေယူပြီးတော့ physical လဲကောင်းတာကြောင့်တွန်းတွန်းတက်တိုက်လဲကစားနိုင်စွမ်းရှိတယ်ပြောရမယ်ဆိုရင်စနာဒင်းကတခုခုလုံးပြချင်တယ်ပေါ့လုံးပြချင်စိတ်အပြည့်နဲ့စူးစမ်းကစားသွားကိုလည်းကျွန်တော်တို့မြင်ခဲ့ရပါတယ်ဒါကြောင့်မို့ဒီပွဲစဉ်မှာတော့ကျွန်တော်ဒီနီကိုဝီလီယံရဲ့ဆိုင်စနာဒင်းကပို့ပြီးတော့အလုပ်လုပ်တယ်လို့တော့ပြောချင်ပါတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့မပြောမဖြစ်ပြောရမယ်အနီးကပ်ကိစ္စပေါ့နော်ဒီဟွိုင်းလုံကိုလှုပ်လိုက်တဲ့ကိစ္စကအနီးကပ်ပေးတင်လားဆိုရင်ဒါအနီးကပ်ပေးတင်လို့ပေးလိုက်တဲ့အလုံးလို့တော့ကျွန်တော်ပြောချင်တယ်ဂိုးကိုဂိုးရမယ်အလုံးဖြစ်နေတာရဲ့အဲ့ဒီဟာကိုအဲ့လိုမျိုးစူးစမ်းမှုကိုဒီလိုရမယ်ဖောင်းကျူးလွန်လိုက်တာကြောင့်လေအနီးကပ်ဖြစ်သွားတယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်နောက်တစ်ချက်ဆက်ပြီးပြောရမယ်ဆိုရင် United အသင်းကဒီ Europa League မှာ Real Sociedad နဲ့ပွဲမှာလေ Real Sociedad အသင်းကအနီးကပ်ထိခဲ့တယ် Lion နဲ့ပွဲမှာလေ Lion ကစားမတိုလီဆိုကအနီးကပ်ထိခဲ့တယ်အခုဒီ Bilbao နဲ့ပွဲမှာလေ VVN ပေါ့နော်အနီးကပ်ထိခဲ့တယ်အဲ့ဒီအနီးကပ်3ကပ်လုံးကတကယ်ကိုပေးတင်ပေးထိုက်တဲ့အနီးကပ်တွေဖြစ်တယ်ဆိုတာကိုတော့သိစေချင်ပါတယ်ကျွန်တော်တို့အကောင်လုံးကဒီ Fomo ကိုသုံးကြတယ် Fomo ဆိုတာလည်းတကယ်ကောင်းတဲ့ application ပါကျွန်တော်တို့လည်းသုံးပါတယ် Fomo ကိုကြည့်လိုက်ပြီးတော့အနီးကပ်မြင်တာနဲ့ပဲဒီ United ကတော့ဒိုင်ကူလိုက်တယ်လို့ဘာလို့တော့အဲ့လိုတော့ရှောက်တော့မပြောသေးချင်ဘူးတကယ်ကိုပေးတင်ပေးလိုက်တဲ့အနီးကပ်3ကပ်ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်ကတော့ထပ်ပြီးတော့ပြောပြချင်ပါတယ်ပထမကြော့မှာတော့ကျွန်တော် United အသင်းက 3C ဆိုတဲ့ရလက်နဲ့ဆိုတော့ဒုတိယကြော့မှာတော့ AAC တော့ဖြစ်သွားတယ်လို့တော့မြင်တယ်ထပ်ပြီးပြောရမယ်ဆိုရင်တော့ Europa League ရဲ့ final ကိုနော်ခြေတလန်းချပြီးသွားပြီလို့တော့ကျွန်တော်တို့ပြောနိုင်ပါတယ်အစိုးရကြီးချုပ်ပြီးရတဲ့ United ပြည်သက်များအားလုံးကျေးဇူးတင်ရှိပါတယ်နောက်လာမယ့် Old Trafford Theory ရဲ့ဘောလုံးနဲ့ပတ်သက်တဲ့ content တွေမှာပြည်သက်တွေနဲ့ပြန်လည်ဆိုလို့ချင်ပါသေးတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်